အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာကတော့သမီးတို့ရဲ့ Mimi Master ဖွဲ့ကနေပြီးတော့ social project လေးကိုတင်ဆက်ပြသပေးသွားမှာပဲဖြစ်ပါတယ်ရှင်သမီးကတော့ Mimi Master ဖွဲ့ထဲမှာပါဝင်တဲ့ MDY CPG7012 ပဲဖြစ်ပါတယ်သမီးက slide editor နဲ့ presenter နေရာကိုတာဝန်ယူဆောင်ရွက်ထားပါတယ်ရှင်သမီးကတော့ Mimi Master အဖွဲ့ဝင်မှာပါဝင်တဲ့ MDY CPG7015 ပဲဖြစ်ပါတယ်ရှင်သမီးကတော့ video editor script writing နဲ့ presenter နေရာမှာတာဝန်ယူဆောင်ရွက်ပေးထားပါတယ်ရှင်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Mimi Master အဖွဲ့မှာပါဝင်တဲ့ MDY CPG7027 ဖြစ်ပါတယ်ကျွန်တော်ကတော့ presenter နေရာကိုဦးဆောင်ထားပါတယ်ကျွန်တော်ကတော့ Mimi Master အဖွဲ့မှာပါဝင်တဲ့ MDY CPG7013 ဖြစ်ပါတယ်ဗျကျွန်တော်ကတော့ presenter နေရာကနေပြီးတော့ပါဝင်ထားပါတယ်ဗျသမီးကတော့ Mimi Master အဖွဲ့ဝင် MDY CP7040 ပဲဖြစ်ပါတယ်ရှင် presenter နဲ့ reset the letter အပိုင်းမှာတာဝန်ယူထားပါတယ်ရှင်သမီးကတော့ Mimi Master အဖွဲ့ထဲမှာပါဝင်တဲ့ MDY CPG7097 ပဲဖြစ်ပါတယ်ရှင်သမီးကတော့ presenter နေရာမှာတာဝန်ယူဆောင်ရွက်ထားပါတယ်ရှင်သမီးတို့ဒီနေ့ပြပြသွားမယ့် topic လေးတွေကတော့တည်တည်မှာဒီရင်ကြီးလိမ်မှာအကြောင်းအတွင်းမှာတည်တည်မှာနေရိုးသေးလေးစားတို့ចောင်းသားတည်တည်မှာတော့ဖြောင်းမှန်ကြီးကြီးနေထိုင်ပြီးတည်တည်မှာလေးစာနာစိတ်ထားတို့ចောင်းသားတို့ပဲဖြစ်ပါရှင်ကဲအဲ့ဆိုလို့ရှိရင်သမီးတို့ရဲ့ presentation လေးကိုစလိုက်ကြရအောင်လူမှုကျင့်ဝတ်ဆိုတာဘာလဲကျွန်တော်ပြောပြမယ်အကြောင်းအရာကတော့လူမှုကျင့်ဝတ်ဖြစ်ပါတယ်အပြန်အလှန်လေးစားမှုရှိခြင်းဥပမာအသက်အရွယ်ယာရုသို့မဟုတ်အရှင်နေမျိုးအခြားသူများကိုဂုဏ်သိက္ခာနဲ့အခွင့်အရေးကိုတောင်းဖို့ထားခြင်းဖြစ်ပါတယ်။ညီကြီးပြူငါသာပြောဆိုချက်ရရင်ဥပမာကျေးဇူးတင်ပါတယ်တောင်းပန်ပါတယ်နဲ့ရပါတယ်စသည့်ရင်ကြီးသောစကားလုံးများကိုစနစ်တကျအသုံးပြုခြင်းဖြစ်ပါတယ်ဗျ။အရှင်လေးသားချင်းဥပမာချင်းဆိုထားသောအရှင်များကိုတိကျစွာလိုက်နာခြင်းဖြင့်သူတစ်ပါး၏အချိန်ကိုတန်ဖိုးထားကြောင်းပြသခြင်းအခြားသူ၏ကိုယ်ပိုင်ဧရိယာကိုလေးစားခြင်းဥပမာသူတစ်ပါး၏ကိုယ်ရေးကိုယ်တဲ့ကိစ္စများကိုစူးစမ်းမေးခြင်းမပြုဘဲလိုအပ်သောနယ်နိမိတ် personal space ကိုထိမ့်သိမ်းပေးခြင်းအများသောနေရာများတွင်စီကံလိုက်နာခြင်းဥပမာအတန်ကြေကြေမအော်ခြင်းအမိုက်စီကံမဲ့စွာမဖြစ်ခြင်းတန်းစီရမယ့်နေရာများတွင်စနစ်တကျတန်းစီခြင်းတည်တဲ့သမားတေးရည်ကျေးလိမ်မှာအကြောင်းတွင်းမှာကျောင်းတွင်းရည်ကျေးလိမ်မှာချင်းဆိုပြီးမှပညာသင်ယူရာပတ်ဝန်းကျင် agent စနစ်ကြစီရန်ကျောင်းသားတိုင်းလိုက်နာရမည့်အခြေခံကျင့်ဝတ်များဖြစ်ပါသည်နံပါတ်1ဆရာဆရာမများကိုယူတည်လေးစားခြင်းတိဆောင်သည့်အခါရည်ကြီးစွာအယူအသေးပေးနှုတ်ဆက်ရပါမယ်စာသင်ချိန်အတွင်းမှာဆိုလို့ရှိရင်စိတ်ပါဝင်စားစွာအယုံဆိုင်နားထောင်ပေးရပါမယ်ရှင်ကျောင်းသားချင်းချင်းပြန်လည်လေးစားခြင်းတငယ်ချင်းများအပေါ်ရိုင်းဆိုင်သောစကားနဲ့မျက်မြင်ပြန်ခေါ်ခြင်းကိုရှောင်ကျဉ်ရပါမယ်ရှင်အတန်းဖော်တွေကိုဂျန်ဒါမခွဲကြဘဲရင်းနှီးချစ်ခင်စွာဆက်ဆံပေးရပါမယ်ရှင်နံပါတ်3ကျောင်းစည်းကမ်းနှင့်အချိန်ကိုလေးစားခြင်းကျောင်းတက်ချိန်နှင့်စာသင်ချိန်များကိုအချိန်တိကျစွာလိုက်နိုင်ရပါမယ်စာသင်ခန်းအတွင်းစည်းကမ်းမဲ့စုညံ့ရှင်းမပြုလုပ်ရပါဘူး4များသောပစ္စည်းနှင့်ပုံဝန်းကျင်ကိုထိမ့်သိမ်းခြင်းစာသင်ခန်းတန်းစင်ခန်းနှင့်ကျောင်းသုံးပစ္စည်းများတန်ရှင်းစွာသုံးစွဲရပါမယ်အမိုက်များကိုအမိုက်ပုံးအတွင်းသို့စနစ်တကျဆွန့်ပစ်ရပါမယ်ယူသည်လေးစားတို့ကြောင့်သာကျောင်းတော်ကြီးဆရာဆရာမများနဲ့မိဘများ၏ကျေးဇူးကိုတည်တက်ပြီးယူသည်လေးစားမှုထားရှိခြင်းဖြစ်ပါတယ်ဆရာနဲ့မိဘမြည်ဩဝါဒကိုလိုက်နာခြင်းဆရာမိဘများနဲ့ပြောဆိုရတွင်ရည်ကြည်ပြုံစွာတုတ်ပြန်ရပါမယ်ပြီးရတော့ဆုံးမဩဝါဒများကိုလေးစားစွာကျင့်သုံးရပါမယ်နံပါတ်2ကျောင်း၏ဂုဏ်သိက္ခာကိုထိန်းသိမ်းခြင်းနိုင်ငံတော်အဓိဋ္ဌာန်နှင့်ကျောင်းသရှင်များကိုလေးစားစွာအယူတည်ပြီးရပါမယ်ကျောင်းရဲ့အစဉ်အလာနှင့်စည်းကမ်းများကိုတိကျစွာလိုက်နိုင်ရပါမယ်ရှင်တည်တဲ့မှာတော့ဖြောင်းမှတ်တည်ကြည်နေထိုင်မည်ဖြောင်းမှတ်တည်ကြည်နေထိုင်မည်ဆိုတာကကိုကျင့်တရားကောင်းမွန်ပြီးတော့မိမိအပြုအမူတွေပေါ်မှာရိုးသားစွာတာဝန်ယူခြင်းပဲဖြစ်ပါရဲ့ရှင်ရိုးသားစွာရှင်းပြခြင်းဆောင်းမွေးနဲ့သိကျင်ကမ်းများတွင်ပို့ချခြင်းသူတို့ကကုညီခြင်းမပြုလို့ရပါဘူးအမပြုလို့မိတာကမညာမတာရိုးသားစွာဝန်ခံရသောစိတ်ဓာတ်ရှိရပါမယ်နှစ်ကျင့်ဝတ်နဲ့အညီမမရည်တည်ခြင်းပေးထားသောဂတိနဲ့တောင်းကိုရင်းမို့စွာဆောင်ရွက်ရပါမယ်ဗတ်လိုက်မှုမရှိဘူးညှတစွာပြုမှုနေထိုင်ရပါမယ်စာနာစိတ်ဓာတ်တို့ကြောင့်သာအခြားသူများ၏ခံစားချက်နှင့်အခက်အခဲကိုနားလည်ပြီးကျူးနာစိတ်ဖြင့်ဖိမကူညီခြင်းဖြစ်ပါတယ်အပြန်အလှန်နားလည်ပေးခြင်းတကယ်ချင်းများ၏အခက်အခဲကိုမိမိခက်ခဲကဲ့သို့စာနာပေးရပါမယ်သူတစ်ပါး၏စိတ်ဓာတ်နှင့်ရုပ်ပိုင်းဆိုင်ရာထိခိုက်စေမည့်စကားလုံးများရှောင်ကျဉ်ရပါမယ်နံပါတ်2ရင်းနှီးဖိမကူညီခြင်းစာမလိုက်နိုင်တဲ့အတန်းဖော်တွေကိုစိတ်ကြည်စွာကူညီရှင်းပြရပါမယ်အားနည်းနေတဲ့သူဒါမှမဟုတ်အကူအညီလူသူများကိုမလိမ်ချဘဲဝင်များကူညီပေးရပါမယ်ရှင်ကျမတို့ project ကိုလိုက်ပန်တ िश ပေးကြတယ်ဆ
ဆရာဆရာမများနဲ့ကျောင်းသားကျောင်းသူများအားလုံးကိုလည်းကျေးဇူးထူးပေးရှိပါရရှင်။နောက် project မှာလည်းပြန်လည်ဆုံတွေ့ချင်ပါသေးရဲ့ရှင်။အားလုံးကိုကျေးဇူးထူးတင်ရှိပါရရှင်။